ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာမင်္ဂလာပေါင်းတဲ့နေ့ဆိုပြီးတော့ဒါအပြည့်ရှင်ဝေရကောင်းတဲ့ညနေခင်းလေးဖြစ်ပါသေးလို့ရှိဦးစွာလုံးဝဆက်ပါတယ်ဒီနေ့ဝေခန္ဓာကိုကျွန်တော်ရှင်းပြပေးကြတဲ့ဘုံဒီရှိလူကြီးတွေများအထူးပိတ်ကြားထားတဲ့အေးတယ်တော်များမြန်မာနိုင်ငံတော်လုံးကနေပြီးတော့လာရောက်ပေးကြတဲ့ကိုယ်စားလှယ်တော်ကြီးများအားလုံးမင်္ဂလာပေါင်းတဲ့နေ့ဆိုပြီးတော့ဒါအပြည့်ရှင်ဝေရကောင်းတဲ့ညနေခင်းလေးဖြစ်ပါသေးကြောင်းရှိဦးစွာအဆုမကောင်းကြပါတယ်ကျွန်တော်ဒီကနေ့2025ခုနှစ်ဧပြီလ28ရက်တနင်္ဂနွေနေ့မှာဇီရိုနာဟိုတယ်ရဲ့ Grand Forum မှာခန်းသားစွာနဲ့ကျင်းပပြုလုပ်နေတဲ့ဝေခန္ဓာကတော့မာကာမင်း Group of Companies ရဲ့ဧကရာဇာ Company Limited အယောင်ကိုယ်စားလှယ်တော်ကြီးများစုချီးမြှင့်ခြင်းနဲ့ဂုဏ်ပြုအခမ်းပွဲအခမ်းအနားပဲဖြစ်ပါတယ်ခင်ဗျာ။မားလည်းကြားရကနေပြီးတော့ချစ်ချင်းမြတ်တရားတွေနဲ့ကြောင်းချီးမြှင့်ပေးကြတဲ့အဲ့ဒီလိုလူချင်းမင်းအားလုံးတူစီတရားစီတိုင်းကိုလိုက်လဲစွာကျေးဇူးပြုပေးနေရှိပါတယ်။ကျွန်တော်ကတော့ဒီနေ့ကြောင်းချီးမြှင့်ပေးကြတဲ့အဲ့ဒီလိုလူချင်းမင်းအားလုံးနဲ့အတူတူပွဲပြီးရဲ့ချင်းတူတူပါရှိနေပြီမဲ့ MC အောင်ပြည့်ပြုဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအဲ့ဒီတော့ခင်ဗျာဒီကနေ့မှာဆိုရင်တော့ကျွန်တော်ဂုဏ်ယူစွာနဲ့တင်ဆက်ပေးမယ့်အစီအစဉ်တွေများပါရှိပါတယ်။ဒါကတော့တနိုင်ငံလုံးရောင်းအကောင်းဆုံးကိုယ်စားလှယ်တော်ကြီးများကိုစီမင်းချက်မှာဂုဏ်ယူစွာနဲ့စုများပေးရမယ့်အစီအစဉ်များရှိပါတယ်။ဒါပြင်ကျွန်တော်တိုင်းလိုက်ရောင်းအကောင်းဆုံးကိုယ်စားလှယ်တော်ကြီးများကိုလည်းစီမင်းချက်မှာစုများကိုပေးအပ်ချင်းနေပေးသွားမှာဖြစ်ပါတယ်။ဒါပြင်ကြောက်ချင်းနေပေးကြတဲ့အဲ့ဒီတော်တွေကိုဒီတစ်ချိန်နဲ့တည်ဆုံပေးဖို့အတွက်ကတော့နိုင်ငံကျော်ဒေသရှင်များဖြစ်ကြတဲ့ဒေသရှင်ဝနဒေသရှင်ဖြိုးမြအောင်နဲ့ဒေသရှင်အကယ်ဒမီစိုးကြည်သစေတို့ကနေပြီးတော့ဒီတစ်ချိန်နဲ့အားပါးတရားတည်ဆုံပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီနေ့ရဲ့ထူးခြားတဲ့ခန္ဓာစီစဉ်များအားလုံးကိုတော့အစမှအဆုံးအကောင်းဆုံးပတ်ဖို့ပေးတာကတော့ဆရာကျော်လွင် Star Event Production ကနေပြီးတော့ဂုဏ်ယူစွာနဲ့တင်ဆက်ပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာဒါပြင်ကျွန်တော်ဒီနေ့ခန္ဓာရဲ့နောက်ဆုံးစီစဉ်မှာတော့ကျောင်းသားကြတဲ့အဲ့ဒီလိုလူချင်းအားလုံးရေကုန်စိတ်လှုပ်ရှားရမယ် Lucky Draw အစီအစဉ်လေးရှိပါတယ်။ Lucky Draw မှာတော့ကျွန်တော်တို့ကန်တူးရှင်9ဦးရွေးချယ်သွားမှာဖြစ်ပါတယ်ခင်ဗျာ။ကန်တူးရှင်တွေကတော့ကျွန်တော်တို့30ကန်တူးရှင်2ဦး30ကန်တူးရှင်ဟာလည်း2ဦးပါ။နောက်ဆုံး biggest prize ကတော့ဝေချက်50ကန်တူးရှင်2ဦးတို့ကိုရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဝေခန္ဓာစီစဉ်များအားလုံးပြီးဆုံးသွားတဲ့ဒီစီရိုနာဟိုတယ် Grand Forum အတွင်းမှာအားလုံးပြပပနဲ့ဒီညာလေးကိုပေါင်းဖြတ်သန်းပေးဖို့ဒီနေရာနေချင်းချင်းများစွာဖြင့်တောင်းဆိုချင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ